အားလုံးပဲမင်္ဂလာပါကျွန်တော်ဓာတ်ပုံတစ်ပုံခေါ်ထားပါတယ်အဲ့တော့တော့ခတ်ထားတာမဖွင့်ထားပါဘူးဟုတ်ပြီဒီဘက်မှာကျွန်တော်အဓိကပြောချင်တာတော့ဒီ rectangular မှာ quit tool ရဲ့အောက်ကဒီ elliptical မှာ quit tool ကိုပြောပြမှာဖြစ်ပါတယ်အဲ့တော့ဒါလေးကိုကျွန်တော် left click တစ်ချက်နဲ့ရွေးလိုက်ပြီးတော့ရွေးချယ်လိုက်ပါပြီအဲ့တော့လို့ရွေးချယ်လိုက်တာနဲ့တပြိုင်နက်တည်းမှာပဲဒီမှာကိုရွေးချယ်ထားတဲ့ဟာဒီလိုအဝိုင်းလေးနဲ့ရှိနေရတာကိုတွေ့ရမှာဖြစ်ပါတယ်two option ပါတဲ့ဒီ new section add to selection subtract from selection intersect with selection ကမနေ့တုန်းက rectangular မှာ quit tool ရှင်းပြရတဲ့လောက်ဆောင်ချက်ကအတူတူပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီ add to selection ဆိုတာလေးကိုရွေးချယ်ပြီးတော့ဟောဒီပုံလေးကိုကျွန်တော် select လုပ်မှာဖြစ်ပါတယ်အဲ့တော့ပထမအဆုံးကျွန်တော်ဒီပုံကို selection လုပ်ဖို့အတွက်ကျွန်တော်လုပ်နေပါပြီโอเคတခုဆိုရင်ကျွန်တော်တို့ zoom ဆွဲပြီးတော့ကြည့်ပြန်ဘာလို့ပတ်လန်းဟုတ်ပြီဟောဒီရဲ့ဒီဘက်ချမ်းမှာရှိတဲ့ navigator ဒီအကွက်အကွက်မှာဒီလိုတင်လိုက်လက်ပုံစံရလာအဲ့တော့လက်ပုံစံရဒီလိုဆွဲပြီးတော့ down နားတွေလိုက်ကြည့်လို့ရပါတယ်ဟိုအဲ့လိုလိုက်ကြည့်လို့ပို့သွားတဲ့ဟာလေးတွေပြန် short မယ်ဆိုရင်ကျွန်တော်ဒီ add to selection ရဲ့ဘေးနားဒီ subtract from selection ဆိုလေးလာယူပြီးတော့ပြန်နှုတ်မှာပေါ့နော်ကြည့်အောင်လိုတာတွေပို့ရတယ်โอเคအဆင်ပြေတော့ဒီအကောင့်ကို selection ပေးတာရရပါဘောနော်ဆရာတရွက်ခေါ်မှာဖြစ်တဲ့အတွက်ဒီ find that ထဲ new လာတဲ့ shortcut key control M ဖြစ်ပါတယ်ဒီလာပြီးတော့ကျွန်တော် site တရခေါ်လိုက်ပြီဒီရောကို background color ထားလိုက်မယ်နော် okay ဒီ background color ဘာလို့ဖြူနေလဲဆိုရင်ကျွန်တော်ဒီ foreground မှာကြည့်လိုက်ပါဒါကအနီရောင်က foreground ဒီမှာအနောက်က background အဲ့တော့ background color ကိုဒီကျွန်တော် change ပြကြည့်မယ်ထိလိုက်တာနဲ့ဒီလိုရောက်လာပါနော်ဒီ color လေးကျွန်တော် okay ပေးလိုက်ပါနော်ဒီ background color အလုပ်လုပ်ဖို့တော့ကို keyboard ပေါ် control နဲ့ delete key ကိုနှိပ်လိုက်ပါဒါဆိုရင် background color ရလာပြီဆိုရင်ကျွန်တော် new bar ထဲကဒီ window tab ထဲကိုသွားမယ်ဟုတ်ပြီဒီ window tab ထဲကို left click တစ်ချက်ထိလိုက်ပြီဒီ arrange ထဲကိုလာမယ်ပေါ့နော် arrange ထဲကိုလာပြီးဒီ title vertically ဆိုတော့ကျွန်တော်ရွေးချယ်လိုက်မယ်ရွေးချယ်လိုက်တဲ့အချိန်ဒီလိုပုံစံဟိုဘက်ဒီဘက်ရလာပါနော်ရလာပြီဆိုတော့ကျွန်တော်ဒီ move tool လေးကိုတစ်ချက်ရွေးလိုက်မယ်ဗျmove tool လေးကိုတစ်ချက်ရွေးလိုက်ပြီရွေးပြီးတော့ရင်ဒီမှာ select ဝင်နေတဲ့ဟာလေးကိုကျွန်တော်ဒီဘက်ကိုဆွဲထည့်လိုက်မယ်ဟောဒါဆိုရင်ကျွန်တော်ဒီပုံလေးကိုပြန်ပိတ်လိုက်မယ်ဒီပုံလေးကိုပြန်ချဲလိုက်မယ်ဒါဆိုရင်ကျွန်တော်ဒီပုံလေးကိုလိုတလို့ကြီးဖို့အတွက် control T နှိပ်လိုက်မယ် keyboard ပေါ်ကဘယ်ဘက်လက်နဲ့ shift key လေးကိုဖြီးပြီးတော့ညာဘက်လက်က mouse နဲ့ကျွန်တော်တို့လိုအပ်တယ်လို့ကိုထားခြင်းလောက်ကိုကျွန်တော်တို့ချိန်ယူပါရပြီဆိုရင်ရှေ့နောက်အလဲဘယ်နာထားမလဲကိုယ်ကိုပြန်ချိန်ယူပါအပေါ်အောက်ညီညီပါနော်ဘေးဘက်ကိုညီချင်တယ်ဆိုရင်ဒီကျွန်တော်တို့ right arrow ရှိရအဲ့ဒါလေးကိုထိလိုက်ဘယ်ဘက်ကိုရွှေ့ချင်တယ်ဆိုရင် left arrow အပေါ်ကိုတက်ချင်တယ်ဆိုရင် up arrow အောက်ကိုဆင်းချင်တယ်ဆိုရင် down arrow နဲ့ကျွန်တော်ညီညီအမျက်မှန်လေးနဲ့ချိန်မှာပါနော် okay ရပြီဆိုရင်အမှန်ချစ်လေးချစ်လိုက်ပါကျေးဇူးအများကြီးတင်ပါတယ်နောက်ပိုင်းမှာပြန်ဆုံရအောင်